Hello guys, Elena ပဲဖြစ်ပါတယ်။ Elena ကပေါ့နော်ဒီနေ့ကဆူရှီဆိုင်ကမလေးရဲ့တနေ့ရာကိုတင်ပြသွားမှာဖြစ်ပါရှင်။ဆိုတော့ Elena ဗီဒီယိုလေးကိုစဆုံးလိုက်ကြည့်ပြီးတော့ channel လေးကို like and subscribe လုပ်ပေးကြပါဦးရှင်။မိနစ်တော့မိုးလေးနေပြီပဲ။ဒီနေ့ကစိုက်တော့ဖွင့်ရမှာပဲ။ပြဲလိုက်ထားပါဦးလေ။အိမ်နာရင်စုပ်သွားလိုက်။ sorry ပဲရှိတယ်ခုမှ9နာရီတဲ့ sorry တော့မှစိုက်တော့ဖွင့်ရမှာ။ရီတော့မချိုးတော့ပါဘူးကွာ။ဝတ်စောလျှော်ရအောင်ပါ။ဆိုတော့ဟိုကညနေပြန်လာမှပဲရှို့လိုက်တော့မယ်။ကဲမျက်နှာတက်သွားတိုက်ပြီးတော့ဝက်စာလေးလဲပြီးဆိုတော့စပင်လေးကိုတွားကောက်လိုက်အောင်မယ်။စပင်တော့မစီးတော့ဘူးဒီညနေ့တစ်ပိုင်းပဲဆိုတော့ပတ်စံလေးယူလိုက်။ Okay ပြီးရင်တော့ပတ်စံအေးယူမယ်။စပင်လိုက်စီးပွားတော့လိုက်ကာလေးဖွင့်ရမှာလိုက်ကာလေးလိုက်ဖွင့်လိုက်မယ်။ကဲနိုင်ရတယ်မြန်လိုက်တာ9နာရီအောင်ထိုးနေပြီပတ်စံအေးယူပြီးမြန်သွားအောင်ပါ။ဒါမဲ့ဒီနေ့က9နေ့တစ်ပိုင်းပဲဖွင့်မှာဆိုတော့ညနေပြန်လာမှပဲရေမိုးချိုးဝက်စာလျှော်ရတော့မယ်။ငါ့ကိုလေဟိုတော့မက်ကစိုက်ကြတာမပေးသေးဘူးပဲစပိန်နဲ့ပဲနေတိုင်းတွားနေရခြေထောက်တွေလည်းညောင်းနေပြီဟဲ့ဘာလို့နေရှင်းနိုင်အောင်ထိုးရပြီပဲစောကမြတွားအောင်မခဏကြာစိုက်ဖွေးရတော့မှနောက်ကျနေလိုက်ဦးမယ်ဆိုင်ကလာပို့တယ်ဆိုတော့လေစပိန်နဲ့ပဲတွားရမှာပေါ့လေဟာဒီနေ့ကမအလီနာကိုစိုက်ကတော့ပို့ရမှာပဲနောက်တော့နောက်ကျနေလားဒီမြတွားအောင်မခဏငါ့ကိုပြောတော့မအလီနာမြန်တော့အောင်မဆိုင်ဖွဲချိန်အောင်နီးနေပြီ8နာရီခွဲနေပြီမြန်တော့အောင်မယ်မိုင်းနာရောက်နေလားမင်းမြန်တော့အောင်မခဏကြာရင်မလာသေးတော့ရှော့လာနေပြီနေမှာမော်အလီနာရေကျွန်တော်ဆိုင်ကလာပို့ပါဗျအေးကျေးဇူးပဲနော်ကိုတော့မဲ့ဟုတ်ပြီကျွန်တော်စပိန်ယူသွားလိုက်မယ်နော်ဟုတ်ပြီပြစိတ်ချင်းမလို့နော်ဟုတ်ကဲ့ပါကျေးဇူးပါနော်ဟုတ်ပြီစိုက်ဖို့တော့မလားဖွင့်တော့မှာဆိုင်ကလေးနေရာလေးရွှေ့လိုက်မယ်တူရတယ်နေရာရွှေ့ပြီးတော့မှာဒီနားမှာထားခဲ့ရွှေ့โอเคရပြီဆိုတော့ဆိုင်ဖွင့်ပြီဆိုတော့ဒီနေ့နေ့တိုင်းပဲဆိုတော့ပျော်တယ်ဟေ့ဈေးအောင်လိုက်အောင်မင်းဆူရှီစားချင်လိုက်တာကီဝီကိုခေါ်ပြီးဆူရှီဆိုင်မှာဆူရှီတော့စားမယ်ကီဝီငါတို့ဆူရှီဆိုင်မှာဆူရှီတော့စားကြမယ်လေပေးဆိုင်လေးဟိုမအလီနာဆိုင်လေးဟုတ်လားတစားကြမယ်လေဒါနဲ့ဘူတော့မှဆရာရှိလေရပါတယ်ဟာငါဆရာကိုလေးမျိုးအိမ်နာတွက်မယ်ပြောလိုက်ဆရာတမီးကိုအိမ်နာတွက်ချင်လို့တော့ဆရာကိုလင်းပြီးဆိုပြီးမြန်တော့ဆမမင်္ဂလာဆမရှိနေဖြည်းဖြည်းသွားစမှာအေးပါလာမြန်သွားကြမယ်အမစားရအဆင်ပြေလားရှင်ရညီမလေးအစီရမ်းပြေနော်ဟိုဘက်ကစားရအဆင်ပြေလားမသိညီမလေးကိုကျောင်းတူလေးစားရအဆင်ပြေလားရှင်ဟုတ်ပြီပါမအဆင်ပြေနော်ခဏဆိုတော့မှဆိုင်ပိတ်ရတော့မှာပဲသူတို့စားရမှာပဲပိတ်လိုက်တော့မယ်ဆိုအိမ်နာသွားလိုက်မယ်ကဲတွိုင်းလိုက်သွားပြီဆိုဈေးပြန်တော့ရောက်လာမယ်ညီမလေးဘာလို့ကြောက်လဲရှင်အမတောင်းမယ်ရှင်ညီမလေးဒီမှာနော်ကျေးဇူးပါဟုတ်ကဲ့ပါရှင်အမအဆင်ပြေဆိုကျေးဇူးတင်ပါတယ်နော်ပြီးညီမလေးကျေးဇူးပါနေ့လေရောက်လာတော့အခါကဲနေ့လေရောက်ပြီဆိုဆိုင်ကိုတက်ရှင်လုပ်ပြီးတော့ခါဆိုင်ပေးရအောင်မယ်ပကံကြီးကလည်းဈေးဆိုင်မရှိတော့ဘူးဆိုတော့ဒီနေ့တပြက်စီလဲရမယ်ပြန်ညနေမှပဲပြန်လာတော့ကြောက်မယ်ခုလောစင်ကဘိုက်စာနေဆိုတခုတွက်စားလိုက်မယ်ပတ်စံ UV ဆိုတခုတွက်စားလိုက်အောင်မယ်ဆိုင်ကိုခဏနေပြန်လာမှပဲငါလောက်ဆက်ရှာလုပ်လိုက်တော့မယ်လीထားလိုက်ပါတော့ပြန်လာမှပဲကျန်နေတာတပြက်စီလဲတော့မယ်โอเคဆိုင်လဲပိတ်ခဲ့ပြီဆိုတော့ဆိုင်ကယ်နဲ့တွားရတော့မယ်ဆိုင်ကယ်အစင်ရောပြေလောင်တယ်ဟဲ့ဆိုင်ကဘလို့လေရောက်တာပဲဒီလမ်းကနေပဲဖြတ်မောင်းလိုက်တော့မယ် Cherry Cave ဆိုတော့နီးလေးပဲဆိုတော့ဒီလမ်းပဲတွားလိုက်တော့မယ်ကဲတွားတော့မတွားသေးဆိုင်ကဘာဖြစ်ပြန်ပြီလဲကျမလည်းစိတ်ညစ်တယ်ကဲဆိုင်ရောက်ပြီဆိုတော့တွားလိုက်အောင်မယ်ဘိုက်ကလည်းနာပဲနာနေအိမ်နာတွားချင်ပြန်ပြီတစ်ခုမှပြောအိမ်နာတွားလိုက်မယ်မရေညီမကိုပီဇာနဲ့ ice cream လောက်ချပြီးတော့ခဏတွားလိုက်မယ်ဟုတ်ကဲ့ပါညီမတို့လောက်ချပေးမယ်နော်ဟုတ်ကဲ့ပါရှင်တွားလိုက်မယ်နော်မဟုတ်ပြီညီမလေးဒီဘက်မှာနော်ဟုတ်ကဲ့ပါမလီတစ်ချိန်လုံးဘိုက်ပဲနာနေခဏကြာလေစိတ်ခန့်ခဏတော့ပြလိုက်အောင်မယ်ဒီဆိုအိမ်နာတွားလိုက်အောင်မယ်ဘိုက်တော်နာပဲလက်စီလိုက်အောင်မယ်ကဲလက်စီလိုက်မယ်ရေတာမှမရှိဘူးပဲဒီမှာရေပစိန်ယူရအောင်ပါပဲပစိန်လိုက်မယ်ကဲပစိန်လည်းယူပြီးပြီဆိုတော့တွားစားတော့မယ်ညီမလေးရပြီနော်ဟုတ်ကဲ့ပါရှင်အမကျေးဇူးပဲနော်ဆိုတော့ဒီမှာထိုင်စားလိုက်အောင်မယ်တော်တော်စားဖို့ကောင်းတာပဲအမကျေးဇူးတင်ပါတယ်နော်ညီမလေးကျေးဇူးပါ
ဆိုကအခုငါစာရင်သွားမလားစေးုံသွားမလားစဉ်းစားလိုက်မယ်ဒီဘက်ကနေဆိုတော့တခါတည်းငါစေးုံပဲတန်းသွားလိုက်ပါမယ်လေဆိုင်ကတော့ခဏနေမှာတွားပြီးတော့တပြက်စီပါတော့လဲလိုက်မယ်ခုလောဆိုရင်ဆုံးစေးုံသွားလိုက်အောင်မယ်ဟဲ့ရှေ့ရလူလမ်းမဖယ်လို့ရှေ့ရလူရတယ်လမ်းမရှောင်းတာစိုက်ကဒီဘက်မှာရက်လိုက်မယ်โอเคလေဒီနားမှာsorry ဒီရှေ့နားမှာရက်လိုက်မယ်โอเคဒီနားလေးမှာရက်လိုက်မယ်ကဲစိုက်ကလေးရက်ပြီးပြီဆိုတော့တွားလိုက်အောင်မယ်ညစမဟိုမှာပဲလူအောင်သိမ့်မရှိမရေညီမလေးပိုက်ရအောင်နေလို့ညီမစစ်စစ်ပြပါလိုက်ရှင်ညီမလေးအဲ့ဆိုလို့ရှိရင်အခန်းနံပါတ်1ကိုတွားပေးပါနော်ဟုတ်ကဲ့ပါမအဲ့ဆိုတွားလိုက်အောင်မယ်နော်ဟုတ်ပြီညီမလေးတွားလိုက်နော်မိနစ်အနည်းငယ်ကြာပြီနော်ကဲညီမလေးတွားလို့ရပြီနော်ဟုတ်ကဲ့ပါမအဲ့ဆိုတွားလိုက်အောင်မယ်နော်ဟုတ်ပြီညီမလေးအခန်းနံပါတ်1ဆိုတော့ဘယ်ဟာဖြစ်မလဲဒါပဲမနက်စမှာပဲဆီယမကြီးညီမလေးဘိုင်းနာလို့ပါဟုတ်ပြီညီမလေးလဲပေးပါနော်ဟုတ်ကဲ့ပါညာယူဝခန်းကြာပြီးတော့အခါကဲညီမလေးအဆင်ပြေသွားရင်နော်အမစီပေးလိုက်မယ်နော်ဟုတ်ကဲ့ပါအမကျေးဇူးတင်ပါတယ်နော်ပါအမစီပေးလိုက်မယ်နော်အဲ့ဒါကိုဒီနေ့ကိုတစ်ခါတောက်ပေးပါနော်ဒီမှာပါဟုတ်ကဲ့ကျေးဇူးပါကဲအဲ့ဆိုတော့ပတ်စံတော့ရှော့ရမယ်အမဘယ်လောက်ကြလဲရှင်အလုံးမောက်တုံးတင်းခွဲပဲကြပါရှင်အမဒီမှာပါနော်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ပြီညီမလေးအမလီတုံးတင်းခွဲတဲ့ငါတွေးတက်ဒီကုံစင်းနှောင်းနဲ့ဒီလောက်တော့ရှိတင်ပါတယ်လေဒါမဲ့လေအခုငါဘိုက်အောင်တာတော့နည်းနည်းပြောက်သွားပြီပဲဘာဖြစ်ပါလဲဆိုကငါအခုဆိုင်သွားရတော့မှဆိုင်မှာတက်ရှင်ကြီးတွက်လောက်ရတော့မှဆိုမြင်မြတ်သွားအောင်မှဒါမဲ့လေဒီအခုကနေ့လည်းပဲရှိတယ်ဆိုတော့နည်းနည်းတော့စော်လူဒီနေ့တော့တွားစရာတော့မရှိတော့ပါဘူးလေမြင်မြတ်သွားမှဒီဘက်လည်းတော့ဒီဘက်လည်းမတွားလိုက်တော့မယ်ဟိုဘက်လည်းဆိုကြောင်ကြားတဲ့ဝင်နေရမှာကဲမြင်သွားအောင်မှကဲဆိုင်ရောက်လာပြီဆိုတော့ဆိုင်ကယ်ကိုနောက်မှထားလိုက်မယ်မလေးဆိုင်လေးဖွင့်ပြီဆိုတော့ဒီနေ့တော့တက်ရှယ်လုံမယ်ပြီးအိမ်ပြန်ရီချိုးဝှေ့လျှော်ရတော့မယ်တပြက်စီစောလိုက်တိုက်လိုက်ရမယ်ပွားနေရပဲဆိုင်ရလဲကဲလောက်ရှာလုပ်ပြီးပြီဆိုတော့အိမ်နာမှာရေထွက်နေတာပဲဘယ်လိုလုပ်မလဲ Oh my god ရေရှာထွက်နေပြီဟဲ့ဟာစိတ်ညစ်တယ်ဆိုတော့ဒီရေတွေကိုငါပြန်ပြီးတော့တက်ရှင်လောက်ရတော့မယ်ကဲရေရနည်းနည်းချင်းတော့ရော့ပါပဲတော့ပါတေးရဲ့ရေတွေကောင်းသွားလို့ကဲပြီးပြီဆိုတော့တွားရတော့မယ်အမလေးရှုပ်လိုက်တာဒီနေ့ဘာလို့နဲ့နိုင်3နိုင်အောင်နိုင်ခွဲ3နိုင်အောင်ထိုးသွားပြီပဲဟဲ့အိမ်ပြန်မဖြစ်မယ်ကဲပတ်ဆိုင်လည်းယူပြီးဆိုတော့ဒီနေ့တော့အိမ်ပြန်ရတော့မယ်အိမ်ရောက်ရင်ရေချိုးမယ်ဝတ်စားလျှော်ရမယ်ဒီနေ့တော့ငါတကယ်ချင်းနေတော့မလဲတော့ပါဘူးဘာလို့လဲဆိုတော့ညနေလည်းမိုးချုံနေပြီဆိုတော့မနေ့ပြန်လာဆိုင်ဖွင့်မယ်ဆိုတော့မနေ့ပြန်မှာပဲတော့လဲလိုက်တော့မယ်ကဲအိမ်ပြန်တော့မယ်ဒီနေ့အတွက်ရောင်းရတာကတော့9သိန်းကျော်လောက်တော့ရှိပါတယ်ငါစီဘွား3သိန်းခွဲဆိုတော့2သိန်းလောက်တော့မြတ်ပါရဲ့ထားလိုက်ပါတော့ကျောင်းစရာဘာလုပ်နေလဲမသိကျောင်းရှိမှမလေးလမ်းပိတ်နေရပဲကားလည်းမြန်မသွားအောင်မြန်တော့ကိုငါအေးစိုးဆူရှိရောက်ပြီကောမကားရပိတ်ယူမာကတ်မှာဈေးတော့ဝယ်ရအောင်ပါပဲကဲယူမာကတ်လည်းရောက်ပြီဆိုတော့ဈေးဝယ်အောင်ညာပဲမမကြိုက်ရယူနော်မေကအပြင်သွားလို့တမီးရောက်ပြီမယ်ရှင်ဟုတ်ပြီညီမလေးအမဝယ်လိုက်မယ်နော်ဟုတ်ကဲ့ပါရှင်မမဝယ်ပြီဒီမှာလာချလိုက်နော်တမီးရောက်ပြီမယ်ဟုတ်ပြီညီမလေးအမဝယ်လိုက်မယ်နော်မေကလည်းတွေ့လာဈေးဝယ်ရပြီဆိုရှောက်တွားနေတာသူများကိုထားခဲ့နေတာကဲဆိုင်ရှင်အမလည်းမရှိဆိုမြင်ဝယ်ပြီးတော့ရမယ်ငါရေခဲမုတ်စားချင်တာဆိုရေခဲမုတ်2ဖူးဝယ်လိုက်မယ်ပြီးရင်တော့ဒါပါဘူးလေငါခောက်ဆယ်ဘူးဝယ်ရမှာပဲခောက်ဆယ်ဘူး2ဖူး2ဖူးလောက်ဝယ်လိုက်မယ်ကဲဝယ်ပြီးွားပြီဆိုတော့ငါမြင်အိမ်ပြန်မှာပဲ3နာရီအောင်ထိုးနေပြီနောက်ကျနေပြီရေချိုးရတော့မှမြင်ပြန်မှာဖြစ်မယ်အိမ်မှာလည်းငါ content creator တယောက်ဆိုတော့ငါ vlog video တွေကိုလည်း update လုပ်ရအောင်မယ်အတန်တွေးရအောင်မယ် YouTube မှာလည်း video တွေတင်ရအောင်မယ်အမလေးအလုပ်တရားလည်းများလိုက်တာစိုက်ကယ်တော့တခါလေအိမ်ထဲတွန်းလိုက်ရမလားပါလေအိမ်ထဲတခါတွန်းလိုက်တော့မယ်တွားစရာလည်းမရှိတော့ဆိုတော့တေချာတွားโอเคရပြီတဲ့နေရှိလိုက်မယ်ရပြီအမလေးတွေးပြီးွားပြီဆိုတော့ငါအရင်ဆုံးဒီရဲ့အိတ်တွေထားလိုက်ရမယ်
စားစရာတွေတော့ဒီမှာပဲထားခဲ့လိုက်တော့မယ်ကဲဆိုတော့ရေချိုးရတော့မယ်ဝတ်စားလဲလိုက်မယ်ခဲရေချိုးဖို့တော့ဝတ်စားလဲပြီးဆိုတော့ရေတော့ချိုးမယ်ဝတ်ရင်ဆုံးလျှော်လိုက်ရမယ်ဝတ်လျှော်လိုက်ရမယ်ကဲဝတ်ကိုတော့ဝတ်လျှော်စက်နဲ့ပဲလျှော်လိုက်တော့မယ်မီးလာနေရဆိုကဲရေချိုးလိုက်မယ်ဝေါကောင်းလျှော်လိုက်တာစပင်လေးကိုနုဖက်ဥအပ်သွားပဲရေလဲချိုးပြီးဆိုတော့ငါဝတ်စားလဲပြီးတော့အခုခောက်ဆွဲပြုတ်သွားဝင်မယ်ခုနခောက်ဆွဲရကြတော့မီးမလာတဲ့အချိန်တို့ဘာလို့မှပဲပြုတ်စားလိုက်တော့မယ်ခွာမီးလာနေရဆိုတော့ခောက်ဆွဲတစ်ခုတော့ဝယ်စားလိုက်ပဲဆိုတော့ကလင်းလျှောက်ပဲတော့လိုက်တော့မယ်လေးဆိုင်ကဲအထဲမှာတွင်ပြီးသွားပြီဆိုတော့ညနေလည်းတော်တော်စောင်းနေပြီဆိုတော့ညစာပဲတခါလေးစောက်လိုက်တော့မယ်ခွဲသွားမယ်ဆိုင်ပိတ်ပြီးတော့မသိဆိုင်တော့ပိတ်တယ်ပဲမြင်မြန်သွားအောင်ပါဦးလေးရေညီမလေးခောက်ဆွဲချက်ဦးကြီးနဲ့တပွဲပေးပါနော်ဟုတ်ပြီညီမလေးခဏစောက်နော်ကဲဝယ်ခဲ့ပြီဆိုတော့အိမ်ပြန်မှဖြစ်တော့မယ်အိမ်ရောက်ပြီဆိုတော့ငါလိုက်ကလေးလိုက်ပိတ်လိုက်အောင်မယ်sorry လိုက်ကလေးလိုက်ပိတ်လိုက်မယ်ကဲကောပိတ်ပြီးတစ်ချက်အောင်တော့ဖွင့်ထားလိုက်မယ်ပိတ်ပြီးသွားပြီဆိုတော့ခောက်ဆွဲလေးလှုပ်လိုက်ရမယ်ကဲခောက်ဆွဲလေးစားလိုက်ပါအောင်မယ်လေးတော်စားကောင်းတာပဲခောက်ဆွဲလေးကအဲအကြောင်းမို့အဆိုင်ရတော်နေမယ်စီးညာပဲကဲညလေးမိုးချုပ်တော့မှဆိုတော့ဒါလေးပိတ်လိုက်ရမယ်ကဲပိတ်ပြီဆိုတော့ငါခုဘာလို့ကောင်းမလဲခဏလိုင်းလျှောက်ထွက်လိုက်မယ်လေငါလိုင်းလျှောက်ထွက်တာလည်းကြာပြီဆိုတော့လိုင်းလျှောက်လေးခဏထွက်လိုက်မယ်ဒီနားလေးနဲ့ဟိုနားလေးပဲလျှောက်တော့မယ်အဝေးတော့မသွားတော့ညလေးမိုးချုပ်တော့မှဆိုတော့ကဲလမ်းလျှောက်ထွက်တယ်ဟိုဘက်လေးကိုလည်းနည်းနည်းပပတွားလိုက်အောင်ဒီနားကြည့်ပဲတွားနေရင်လည်းပြင်းစရာကောင်းနေမှာဆိုမို့ကဲညတော့မိုးချုပ်နေပြီဘဲကဲလမ်းလျှောက်တာလည်းခုနှစ်နာရီထူသွားပြီဆိုတော့ငါအခုအိမ်ပြန်တော့မယ်အိမ်ပြန်တော့ငါ TV လေးခဏလောက်ကြည့်လိုက်မယ်content creator အတွက် update တွေကတော့ခဏမှလုပ်လိုက်တော့မယ်တကားပိတ်လိုက်ရမယ်ကဲတကားလေးပိတ်ပြီးဆိုတော့ TV လေးခဏတွားကြည့်လိုက်ရမယ်ဒီပြတော့ဒီနေ့မှ Elena video edit တင်မယ်လို့ပြောထားတာပဲဆိုတော့ကြည့်လိုက်ရမယ်ကဲဒီမှာပဲထိုင်ကြည့်ရမယ်ကဲကြည့်လိုက်ပါဦးမယ်ပါအလီနာရဲ့ရှိပါရဲ့ရှင်ဆိုအလီနာကဒီနေ့ဆာကူရာကုဆာဆော့မဲ့တူလေးတွေဘယ်လိုမျိုးဆော့ရမလဲဆိုတာပြပြမယ်အရင်ဆုံးအင်ဂျီလဲမယ်အဲ့လိုမျိုးကဲဒီဗီဒီယိုဝိုင်းပြီးဆိုအေးရခင်လိုက်မယ်ပြီးတော့ပချာမီဒရလေးလိုက်မယ်ကဲဒီနေ့ outfit ကတော့ဒီရဲ့ဟာလေးပဲရွေးချယ်လိုက်မယ်ပြီးရင်တော့ခဏလောက်ငါဖုန်းကြည့်လိုက်ရမယ်ဖုန်းကြည့်ရတဲ့ဗီဒီယိုလေးအတက်လုပ်ရမှာပေါ့ကဲဗီဒီယိုလေးအတက်လုပ်ပြီးဆိုငါအိတ်တော့မယ်တော်တော်လေးညနေနေပြီဆိုတော့အိတ်တော့မယ်ဘိုင်ဘိုင်ကဲဒီနေ့ဒီတော့ပဲရှင်အလီနာရဲ့စကားလေးကိုစဆောင်ကြည့်ပေးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်အလီနာရဲ့ TikTok အကောင့်လေးကိုလည်းပေးကြပါဦးရှင်ပြီးရင်လည်းအလီနာ subscribe တောင်းပြီးပြီဆိုတော့ Q&A လည်းလုပ်မယ်မျက်နှာလေးပြပါမယ်ရှင်ဆိုတော့ဒီဗီဒီယိုလေးကို like and comment လေးလည်းလုပ်သွားကြပါအောင်ရှင် comment မှာလည်းကြိုက်တာမိခဲ့ပါတော့အလီနာ Q&A လုပ်ပါမယ်ဆိုတော့ကကျေးဇူးတင်ပါတယ်နော်အားလုံးပဲဘိုင်ဘိုင်ပါတက်တာပါနော် TikTok အကောင့်လေးလည်းပေးကြပါအောင်ရှင်တက်တာ